အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တိုင်6တိုင်ပါဝင်ပြီးတော့ Wi-Fi 10 Plus နည်းပညာနဲ့သုံးပြီးလို့ရမယ် CPS 907 set လေးကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျဒီဆက်လေးမှာဆိုရင်တော့လမ်းရိုးတစ်ချောင်းပါတယ်တိုက်စီအားရိုးလည်းပါပါတယ်ဗျဒါအပြင်တိုင်6တိုင်နဲ့လာတာဖြစ်တဲ့ကြောင့်မလို့ line ကြတဲ့နေရာမျိုးတွေမှာတော့မှ line ဆွဲအားကို stable ဖြစ်စေပါတယ်ဗျဆက်လေးမှာဆိုရင်တော့လမ်းမတစ်ပေါက်ပါမယ်တိုက်စီအားတစ်ပေါက်ဒီနဲ့လာဖြစ်တဲ့ကြောင့်မလို့မီးလာရဲ့အချိန်မျိုးမှာဆိုရင်မီးလန်းတိုင်းအသုံးလို့ရပြီးတော့မီးပြတ်သွားတဲ့အချိန်မှာဆိုရင်လည်း solar inverter power bank တို့နဲ့လည်းချိတ်ဆက်အသုံးလို့ရပါတယ်ဗျစင်ကထည့်တဲ့အချိန်မျိုးမှာဆိုရင်လည်းစက်ပါတိုင်းလေးပဲထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျစင်ကထည့်မှာတဲ့အချိန်မျိုးမှာဆိုရင်လည်းနားလိုင်းကအသုံးလို့ရမှာမဟုတ်ပါဘူးဗျ password user နည်းလေးကတော့စအောက်မှာပါတဲ့ပုံစံတိုင်းလေးပဲရိုက်ထည့်ပေးအောင်ပဲဖြစ်ပါတယ်ဗျအခုလိုမီးသေးလေးသုံးလုံးလင်းလာပြီဆိုရင်တော့အစားတင်သုံးပြီးလို့ရပြီပဲဖြစ်ပါတယ်ဗျဒီဆက်လေးကိုလက်လီလက်ကမှာလို့ကျင်နေဆိုရင်တော့ဖုန်းနံပါတ်39995955တရားကိုသေးသေးဆက်သွယ်ဆုံးဖြတ်ပေးနိုင်လို့ဆိုင်လေးစာ26လမ်းခွန်6ခွန်ကြားချမ်းအေးတာဆက်မြို့နယ်မန္တလေးမြို့ကိုလည်းလူကိုယ်တိုင်လာရောက်ဝယ်ယူအပ်ပေးလို့ရပါတယ်ဗျ